ကျမ်းပါပါစေလူလူတမပြေးဝပါစေအောင်မြင်တဲ့အဆိုတော်ကြီးဖြစ်ပြီးတော့တချီလေးမျိုးအောင်ပန်းလေးစုခုပြန်လာခဲ့ပါတော့အမေစောင့်နေပါမယ်အမေအရှိဆုံးသားလေးမလို့အမေအများကြီးပတ်မိုးပေးနေနော်အမေသားလေး Lie down in Uyama Yena Yuba
စ်တဲ့သားအမိရဲ့ဘဝအမောတွေပြည်စီဖို့အောင်မြင်မှုတွေနဲ့အရောက်ပြန်လာနိုင်အောင်အစွမ်းကုန်ကြိုးစားနေပါတယ်အမေအိမ်ဦးခန်းကစီးလုံးကြုံနေပါနော်တဲ့ချစ်တဲ့အမေရဲ့